ဂျပန်လူမျိုးတွေရဲ့အားအားရရတစ်သားလွှာပြိုင်ပွဲဒါကတော့အလုံးမရှိကြောင်မီတန်းရှာတဲ့ဂျပန်လူမျိုးတို့ရဲ့အားအားရရတစ်သားလွှာပြိုင်ပွဲပဲဖြစ်ပါတယ်။တစ်ချိန်လုံးညံကောင်းလွန်းလို့ဆိုပြီးကမ္ဘာနိုင်ငံကြီးတွေကတော့ချီးကျူးခဲ့ရတဲ့ဂျပန်နိုင်ငံဟာဆိုရင်တခါတလေမှာတော့ဘာမှမသိတဲ့စုတ်ချာလောက်ရက်တွေကိုထိုင်လို့လေ့ရှိပြီးအခုမြင်နေရတဲ့တစ်သားလွှာပြိုင်ပွဲဟာလည်းအဲ့ဒီအရေးမရအဖက်မရပြိုင်ပွဲတွေကတစ်ခုအပါဝင်ဖြစ်ပါတယ်။ဂျပန်တွေကတဆောင်းတစ်ပီဆိုတာနဲ့တစ်သားလွှာပြိုင်ပွဲကိုကျင်းပကြပြီးပြိုင်ပွဲရဲ့စီးကမ်းကလည်းအဓိပ္ပာယ်ကင်းမဲ့လွန်ပါတယ်။အဲ့ဒါကတော့တစ်သားကိုရေပေါ်ထိုးတဲ့နေရာမှာအပားဆုံးဖြစ်အောင်ရေပေါ်ထိုးနိုင်တဲ့လူကအနိုင်ရမှာဖြစ်ပါတယ်။တစ်သားလွှာတွေကို3.9 မီလီမီတာအတွင်းအပားလက်ဆုံးဖြစ်အောင်ဆက်နဲ့ခွာယူရမှာဖြစ်ပြီးတော့နေ့စဉ်ယောက်ျားတူကြီးတစ်တိုက်ကလည်းအဆိုပါပြိုင်ပွဲကိုပျော်ပျော်ကြီးလာရောက်ရှင်ပြိုင်ကြပါတယ်။မြင်နေရတဲ့အတိုင်းအဲ့ဒီသုံးစားမရတဲ့တစ်သားကိုသူ့ထက်ငါပါးတစ်ထပ်ပေါအောင်ထိုင်နှွာနေကြပြီးမှတ်တမ်းတွေအရမျိုးသားတစ်ယောက်ဟာသပင်ထက်တောင်ပါတဲ့ကမ္ဘာအပားဆုံးတစ်သားပြားတစ်ခုကိုနှွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းဘလို့ပဲတွေ့အဲ့ဒီတစ်သားပြိုင်ပွဲရဲ့ရည်ရွယ်ချက်ဟာဘာမှအတိတ်ပဲမရှိတာမို့အဲ့ဒီပွဲကိုတွားပြိုင်နေတဲ့ယောက်ျားတွေရဲ့အုံနောက်ကိုနားမလည်နိုင်ဘူးလို့ဂျပန်အမျိုးသမီးတွေကဖွင့်ဟထားကြပါတယ်။